ယူသားဖြောင့်မတ်တာကောင်းပါတယ်ဒါပေမဲ့အလှည့်စားခံရလောက်အောင်မအားနဲ့ပေါ့ကူညီတတ်တာကောင်းပါတယ်ဒါပေမဲ့အသုံးချခံရမှမသိလောက်အောင်မညံ့နဲ့ပေါ့စာနာတတ်တာကောင်းပါတယ်ဒါပေမဲ့ဘဝပြက်လောက်အောင်အညာမလွယ်နဲ့ပေါ့စိတ်ကောင်းရှိတာကောင်းပါတယ်ဒါပေမဲ့လူသုံးလုံးမဲ့သူတွေကိုလည်းတတိထားပေါ့မာနာမထားတာကောင်းပါတယ်ဒါပေမဲ့လူညံ့ဖြစ်မသွားအောင်ဆင်ခြင်ပေါ့မိတ်ဆွေကောင်းတွေရှိတာကောင်းပါတယ်ဒါပေမဲ့ကိုယ်တိုင်လည်းစိတ်ကောင်းရှိဖို့မမေ့နဲ့ပေါ့တန်တရားမထားတာကောင်းပါတယ်ဒါပေမဲ့နောက်ကျောဓာမထိုးခင်အထိတတိရှိပေါ့အယုံလွယ်လွန်းတဲ့အထိလည်းမညံ့ပါနဲ့တင့်စေတနာတွေဘလောက်ပဲဖြူစင်နေပါစေလူဘေးမှားတဲ့အခါသင်ကန်ဆိုးရတတ်တယ်ဒါကြောင့်တင့်စီကအကောင်းဆုံးဆိုတာတွေကိုလူတိုင်းကိုဘယ်တော့မှလွယ်လွယ်မပေးမိပါစေနဲ့စေတနာဆိုတာလူတိုင်းအတွက်မဟုတ်မှန်းသင်သိလိုက်ရတဲ့အချိန်မှာပြန်တွေးမိတိုင်းနောင်တရစေရာအမတ်တရားတွေနဲ့ကင်းဝေးနိုင်ပါစေ